မင်္ဂလာပါကပဖလားပြိုင်ပွဲကတော့32သင်းအဆင့်ကိုရောက်ရှိသွားခဲ့ပြီအုပ်စုပွဲစဉ်တွေအားလုံးပြီးသွားပြီကျွန်တော်တို့အားပေးတဲ့အသင်းတွေအသင်းကြီးတွေစသဖြင့်ပေါ့လေအစာပိုင်းမှာနည်းနည်းလေး rhythm ပြင်းရိုင်ခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့သူတို့ကိုသူတို့ပြန်လဲရှာဖွေတွေးရှိခဲ့ပြီးတော့အချိန်အဟုန်ကောင်းကောင်းနဲ့နောက်တစ်ဆင့်ကိုတက်နိုင်ခဲ့ကြပြီတချို့သောအသင်းတွေကလည်းအားမရစရာအနေအထားတွေနဲ့ပဲနောက်တစ်ဆင့်ကိုတက်သွားခဲ့ကြတယ်ဥပမာပြောရလို့ရှိရင်တော့ခရစ္စတီယာနိုရိုနာဒိုရဲ့ပေါ်တူဂီပြီးတော့အင်္ဂလန်ကိုလည်းပြည်သက်အများစုသိပ်ပြီးတော့အားရနေတာမျိုးတော့မဟုတ်ဘူးအဲ့ဒီထဲမှာကျွန်တော်တို့ထူးတလဲပြောရမှာတော့လီယိုနယ်မက်ဆီပဲမက်ဆီနဲ့အာဂျင်တီးနားအသင်းသည်လက်ရှိချန်ပီယံဖြစ်တာကတကြောင်မက်ဆီရဲ့ The Last Dance ကိုအားလုံးကဘာပဲဖြစ်ဖြစ်အရသာခံပြီးကြည့်မယ်ဘယ် result ပဲထွက်တဲ့အဆင်ပြေတယ်ဆိုပြီးတော့စတင်ခဲ့ကြတာသို့တော့ပွဲဥဒမှာ Maxi hat-trick သွင်းတာကနေစပြီးတော့အရာအလုံးကပြောင်းလဲသွားတယ်လောလောဆယ်မှာလည်းအာဂျင်တီးနားကအုပ်စုဘိုနဲ့နောက်တစ်ဆင့်ကိုတက်သွားပြီအဲ့လိုတက်သွားပြီးတဲ့နောက်မှာလည်း Cape Verde အသင်းနဲ့သွားပြီးတော့တွေ့နေတယ်ဒီတော့အကြမ်းမြင့်အပြင်ပြောမယ်ဆိုလို့ရှိရင်တော့ကြော်ဖြတ်နိုင်ဖို့အတွက်တော်တော်လေးရာခိုင်နှုန်းများတယ်လို့ပြောရမှာပဲဖြစ်ပါတယ်မက်ဆီက3ပွဲကစားတယ်3ပွဲလုံးကိုသွင်းထားတယ်3ဂိုး2ဂိုး1ဂိုးစုစုပေါင်း6ဂိုးပေါ့လေအဲ့ဒီသူတယောက်တည်းသွင်းထားတဲ့6ဂိုးဆိုတဲ့ပမာဏက32သင်းတက်လာတဲ့အသင်းတော်တော်များများလိုက်မသွင်းနိုင်တဲ့ပမာဏမျိုးပါအဲ့ဒီထဲမှာစပိန်အသင်းတောင်ပါသေးတယ်ပြီးတော့အသင်းအများစုကလည်းသင်းလုံးပေါင်းမှာ6ဂိုးလောက်ပဲသွင်းထားနိုင်ကြတာအင်္ဂလန်ပေါ်တူဂီဘယ်လ်ဂျီယံအစရှိသဖြင့်ပေါ့လေဆိုတော့မက်ဆီနဲ့အာဂျင်တီးနားကတော့တော်တော်လေးကောင်းနေတယ်အဲ့ဒီလိုအနေထားမျိုးကနေမက်ဆီတီးနားဆိုပြီးတော့မက်ဆီမလှုပ်ရင်ဘာမှမလုပ်နိုင်တဲ့အသင်းဖြစ်ပြောကြဆိုကြတာရှိပေမဲ့နောက်ဆုံးကစားခဲ့တဲ့ပွဲမှာမက်ဆီပါတဲ့အချိန်မှာဆိုပိုကောင်းတယ်မက်ဆီမပါရင်လည်းကောင်းတယ်ဆိုတော့အနေထားမျိုးကိုပြသနိုင်ခဲ့တယ်ဒီတော့အသင်းရဲ့ return လည်းမိနေပြီ greatest of all time Lionel Messi ရဲ့ခြေစွမ်းကလည်းတပြားသားမှမလျော့သေးဘူးအကောင်းတကအကောင်းဆုံးအနေထားမှာပဲရှိနေစေဖြစ်တယ်ပြီးတော့ final တက်မဲ့လမ်းကြောင်းကလည်းခြောင်နေပြီဆိုတော့ကမ္ဘာဖလားပြိုင်ပွဲကြီးမစခင်တုန်းကအာဂျင်တီးနားကိုဘယ်အဆင့်ပဲရောက်ကျင်းတဲ့ဆိုပြီးစတင်ခဲ့ကြတဲ့ပရိသတ်တွေအနေနဲ့အများကြီးမျှော်လင့်လို့ရသွားပြီဖြစ်ပါတယ်။လမ်းကြောင်းတွေကိုကြည့်လို့ရှိရင်သူတို့အတွက်တော်တော်လေးကိုခြောင်တယ်။ semi final လောက်ကြတော့မှစိန်ခေါ်မှုရှိတဲ့အသင်းအနေနဲ့ဖြစ်နိုင်စွမ်းအရာပေါ့လေဘရာဇီးတို့ဘာတို့ကိုတွေ့ဖို့ရှိနေတာပါ။ပြောရရင်တော့ဘူလူပွဲထီလမ်းကြောင်းကဖြူးနေတယ်။ဒီအခြေအနေဒီအခွင့်အရေးကိုအကောင်းဆုံးသူတို့တွေအသုံးချနိုင်မှာလားဆိုတာကတော့ဆက်ပြီးကြည့်ရမယ်။သို့တော့32သင်းမှသည်16သင်းအဆင့်ကိုရောက်ဖို့ကတော့သူတို့အတွက်အလားအလာအရန်ကောင်းနေတာကိုမြင်ရပါတယ်။လီယိုနယ်မက်ဆီကလည်းဒီတိုင်းဆိုလို့ရှိရင်သူပြတဲ့ခြေစွမ်းတွေကလုံးဝရပ်တန့်အောင်မှာမဟုတ်ဘူး။ဒါအပြင်မက်ဆီမရှိရင်ဘယ်လိုလုပ်မလဲဆိုတော့မိကုန်းကိုလည်းလောလောလတ်လတ်ပဲဖြည့်ပေးပြီးသွားပြီ။အဲ့ဒီတော့ back to back champion ဖြစ်လာမလားဆိုတဲ့အိမ်မက်ကမက်ဆီနဲ့အာဂျင်တီးနားပြည်သက်တွေအတွက်စတင်ပြီးတော့မှတ်လို့တော့ရပါပြီ။သို့တော့ဘိုလူပွဲမှာတွေ့နိုင်ခြေရှိတဲ့အသင်းကတော့ပြီးခဲ့တဲ့2022ကမ္ဘာဖလားတုန်းကလိုပဲပြင်သစ်အသင်းဖြစ်ပါတယ်။ပြင်သစ်အသင်းဒီလက်ရှိပြသထားတဲ့ခြေစွမ်းတွေအရာပြိုင်ပွဲဝင်အသင်းတွေထဲမှာအကောင်းဆုံးအသင်းတွေထဲကတစ်သင်းလို့ပြောလို့ရတယ်။ဒမ်ဘီလီကလည်း hat-trick သွင်းထားသလိုအမ်ဘပီကလည်းဂိုးသွင်းခြေရောကစားကွက်မှာလိုက်ပါစီမျောရင်အခြားသောကစားသမားတွေကိုဖန်တီးပေးတဲ့အပိုင်းမှာပါတော်တော်လေးကောင်းနေတယ်။ဒီတော့ကမ္ဘာဖလားရရှိဖို့ရေပန်းအစားဆုံးအသင်းသည်ပြင်သစ်အသင်းဖြစ်နေတယ်။ Bandits တွေကိုပဲမေးတခြားသော player တွေကိုပဲမေးမျိုးစုံဖြည့်နေကြတဲ့အထက်မှာပြင်သစ်အသင်းပိုဆွဲမယ်ဆိုတဲ့အဖြေကတော့အများဆုံးပါပဲ။ဒီတော့2022ပုံစံဟောင်းအတိုင်းပဲပြင်သစ်နဲ့အာဂျင်တီးနားတို့ဘိုလူပွဲမှာပြန်တွေ့ကြမလားဆိုတာလည်းတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။သို့တော့ဒီ content လောက်ရခြင်းအကြောင်းကတော့အာဂျင်တီးနားအကြောင်းပြောတာပါ။အာဂျင်တီးနားပြည်သက်တွေအနေနဲ့အနေဆုံးမျှော်လင့်ချက်နဲ့2026ကမ္ဘာဖလားကိုစဖွင့်ခဲ့ပေမဲ့အခုတော့အန်အောစရာကောင်းတဲ့အခြေအနေတွေကိုဇက်တိုက်ကြုံပြီးတော့ဘိုလိုပွဲအထိလမ်းကြောင်းဖြောင်းနေပြီးဖြစ်တဲ့အတွက်ကြောင့်အများကြီးမျှော်လင့်လို့ရပြီဆိုတဲ့အကြောင်းပြောတာပါနောက်တစ်ချက်ကတော့လီယိုနယ်မက်ဆီတယောက်တည်းသွင်းတဲ့ကိုအသင်းအများစုကတစ်သင်းလုံးပေါင်းပြီးသွင်းတာတော့မမိချဘူးဆိုတဲ့အချက်လေးကိုလည်းမက်ဆီပြည်သက်တွေအတွက်တင်ဆက်ပေးလိုက်ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ